ရှင်မင်္ဂလာပါဒီနေ့မှာတော့ကျွန်တော်တို့စီကိုညီကိုတယောက်ကပေးပို့လာတဲ့ဖြစ်ရက်မှန်တရေဇလန်လေးတစ်ပုဒ်ကိုတင်ဆက်ပေးချင်ပါတယ်ဒီဖြစ်ရက်က2018-2019ခုနှစ်ဝန်းကျင်ကဖြစ်ခဲ့တာပါညင်နတ်တစ်ခေါင်မှာတယောက်တည်းလမ်းလျှောက်ရင်လူသူကင်းဝေးတဲ့ပန်းတော့ပင်ကြီးအောက်မှာဘသူမှမကြုံချင်တဲ့အတွေ့အကြုံမျိုးကိုကိုအောင်တယောက်ဘယ်လိုရင်ဆိုင်ခဲ့လဲဆိုတာနားဆင်ကြည့်လိုက်ကြရအောင်ဗျာအဖြစ်အပျက်ကဒီလိုဗျကျွန်တော်ဦးလေးဦးဆန်အောင်ကတခြားရွာမှာနေတာဒီနေ့တော့ကိစ္စလေးတစ်ခုရှိလို့ကျွန်တော်တို့အိမ်ကိုအလဲလာဦးလေးကနည်းနည်းတော့တောက်တက်စားတတ်တယ်ပေါ့ကျွန်တော်အဖေကလည်းအများကြီးမတောက်ပေမဲ့ဧည့်သည်လာရင်တော့ဈေးဖြစ်ဝါဖြစ်အဖော်ပြူဖိတ်တယ်အဲ့ဒီညကဦးလေးရောက်လာတော့မိုးတောင်ချုပ်နေပြီအဖေရဲ့ဦးဆန်အောင်ရဲ့နောက်ပြီးအမေမောင်ဦးတင်လှရဲ့၃ယောက်သားအိမ်ရှိမှစကားတပြောပြောနဲ့တောက်ကြတာပေါ့စကားဝိုင်းကမြင်နေတော့10နာရီခွဲ17နာရီလောက်ရောက်တဲ့အချိန်မှာဝယ်ထားတဲ့ဘီယာတွေကုန်သွားရောဗျာတောက်လို့မဝသေးဘူးဗျာထပ်ဝယ်ရအောင်ဆိုပြီးဦးလေးကပူစာတော့တာပေါ့ကျွန်တော်တို့အိမ်ကရွာပြင်နားမှာဆိုတော့စိုင်ထဲကဝေးတယ်အဲ့ဒါနဲ့အဖေကရွာလဲမှာသူ့မိန်းမနဲ့အတူနေတဲ့ကျွန်တော်အကိုအောင်စီဖုံးဆက်လိုက်တယ်ကိုအောင်ကစိုင်နဲ့နီးတော့ငါအောင်ရေမင်းစိုင်မှာဘီယာနဲ့အတုပ်စုံလေးဝယ်ပြီးငါတို့စီလာပို့ပေးစမ်းပါအောင်ကွာလို့အဖေကခိုင်းလိုက်တာပေါ့ကိုအောင်ကလည်းအဖေခိုင်းတာဆိုတော့ညင်းမရဘူးလေအဲ့ဒီအချိန်က2018ခုနှစ်ဆိုတော့အခုလိုအိမ်တွေမများသေးဘူးလမ်းဘေးဝဲရမှာလူမနေတဲ့တောဆက်တွေခြုံပုတ်တွေပဲရှိတာကိုအောင်ကစိုင်မှာဘီယာနဲ့အတုပ်တွေဝယ်ပြီးကျွန်တော်တို့အိမ်ရှိရာရွာပြင်ဘက်ကိုခြေချင်းလမ်းလျှောက်လာခဲ့တယ်ညကလည်း17နာရီကျော်ပြီဆိုတော့တရွာလုံးကတိတ်ဆိတ်လို့သူလျှောက်နေတဲ့လမ်းလျှောက်တန်းကလေးကြီးဘာသမ်းမှမကြားရဘူးသူ့စိတ်ထဲမှာတော့သိမထူးဆန်းဘူးပေါ့ဒါပေမဲ့ရှေ့မှာကလူကြီးတွေပြောနေတဲ့လမ်းကွက်ကပန်းတောက်ပင်ကြီးရှိတယ်အဲ့ဒီနေရာကတရေ6တယ်လို့ငယ်ငယ်ကလေးကနာမည်ကြီးတာလမ်းကလည်းအဲ့ဒီတလမ်းပဲရှိတော့သူကအေးဆေးဆေးပဲရှောက်လာခဲ့တယ်ပေါ့ကိုအောင်လမ်းကွက်နားကိုရောက်လာခဲ့ပန်းတောက်ပင်ကြီးကမောင်မဲမှာအရေးကြီးလို့မဲမောင်နေတာပဲအဲ့ဒီအချိန်မှာပဲသူရှောက်နေတဲ့ခြေတံအပြင်နောက်ထပ်အတန်တထန်ကိုကြားလိုက်ရတယ်နာကျင်စွာညီးတွားနေတဲ့အတန်ကြီးပြကိုအောင်ကခြေလမ်းကိုတုံခနဲရက်လိုက်တယ်အတန်ကပန်းတောက်ပင်ဘက်ကလာတာအဲ့ဒီမှာတဲ့နောက်ထပ်အတန်တထန်ထပ်ကြားရပြန်တယ်တခုခုကမြေကြီးပေါ်မှာအိုးအစကိုဆွဲလာတယ်လို့မျိုးဒါမှမဟုတ်လူတယောက်ကကိုအောက်ပိုင်းကိုမြေကြီးပေါ်မှာတရွတ်တိုက်ဆွဲလာတဲ့အတန်မျိုးပေါ့ကိုအောင်ကတတိထားပြီးလက်ထဲမှာဓမီနဲ့အပင်ခြေရင်းကိုဖြတ်ခနဲထိုးကြည့်လိုက်တယ်အဲ့ဒီအချိန်မှာသူမြင်လိုက်ရတာကဓမီတောင်အောင်မှာလူပုံတရံတစ်ခုဗျာအပေါ်ပိုင်းကလူလိုပဲဒါပေမဲ့အောက်ပိုင်းကမတန်းနှင်းထင်တယ်မြေကြီးပေါ်မှာပြင်းလွှဲပြီးကိုအောင်စီကိုတဖြည်းဖြည်းချင်းလာနေတာညီးတန်ကြီးကလည်းနားထဲမှာပယ်တင်ထပ်နေတာပဲခြေချင်းလမ်းလျှောက်လာတဲ့ကိုအောင်အတွက်ကတော့အဲ့ဒီအရာကသူ့အနားကိုတိုးကပ်လာနေတာဟာတကယ်ကိုရင်တွန်းစရာပဲဒါပေမဲ့ကိုအောင်ကတတိခဲဗျာသူကကြောက်ပြီးလွှဲပြေးမယ်စားအဲ့ဒီနေရာမှာပဲမတ်တက်ရပြီးစူးစူးဆိုင်ဆိုင်ကြည့်နေလိုက်တယ်လက်ထဲမှာလည်းအဖေကိုဝယ်လာတဲ့ဘီယာနဲ့အတုပ်ထုတ်တွေကင်ထားရင်းနေပေါ့ကိုအောင်ကအတန်ကိုပြစ်သားနဲ့နှမ်းပြောလိုက်ဟဲ့လူကျွန်တော်လမ်းကျွန်တော်သွားတာနေလေနိဘာသာနေအေးစစ်စစ်နေကြည့်ရင်ငါ့ကိုလာမချောင်းနဲ့ဖဲတော့အဲ့လီလိုလဲပြောလိုက်ရောကိုအောင်စီကိုဖင်လွှဲပြီးလာနေတဲ့အဲ့ဒီအရာကချက်ချင်းရပ်သွားတယ်ပြီးတော့ပန်းတောက်ပင်ခြေရင်းဘက်ကိုပြန်လွှဲသွားပြီးအမှောင်ထဲမှာပျောက်ကွယ်သွားတော့လာပဲဗျာကိုအောင်လဲအဲ့ဒီနေရာကနေအေးဆေးဆေးရှောက်လာပြီးကျွန်တော်တို့အိမ်ကိုရောက်လာခဲ့တယ်အိမ်ရောက်လို့
အဖေတို့ကိုဒီအကြောင်းပြောပြတော့မှအားလုံးကတော်သေးတာပေါ့ကိုအောင်တတိရှိလို့ဆိုပြီးဝိုင်းပြောကြတာပေါ့အခုဆိုရင်တော့အဲ့ဒီနေရာမှာအိမ်တွေဆောက်လိုက်ပြီးပန်းတော့ပင်ကြီးကိုလည်းခုတ်လိုက်ပြီးဆိုတော့ဘာသမ်းမှမကြားရတော့ဘူးပေါ့ဒါကတော့ကိုအောင်ကိုတိုင်ခြေချင်းလမ်းလျှောက်နေတဲ့ကြုံခဲ့ရတယ်ရင်းတထိတ်ထိတ်ဖြစ်ရမှန်လေးပါပဲခုလိုစိတ်ဝင်စားစရာဖြစ်ရကိုပေးပို့ပေးတဲ့ brother ကိုလည်းကျေးဇူးအထူးတင်ပါတယ်ပရိသတ်တို့စီမှာလည်းကိုယ်တိုင်ကြုံမှုတဲ့ဒါမှမဟုတ်ကြားမှုတဲ့ထူးဆန်းထွေလာဖြစ်ရမှန်လို့ရှိရင်ကျွန်တော်တို့ရဲ့ Telegram ကနေတဆင့်ပေးပို့နိုင်ပါတယ်နားဆင်ပေးခဲ့ကြတဲ့တယောက်ချင်းစီကိုကျေးဇူးတင်ရင်နောက်ထပ်ဇာတ်လမ်းတွေမှာပြန်တွေ့ကြမယ်ဗျာအားလုံးပဲဘေးကင်းကြပါစေ